အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြုလုပ်ပေးမယ့်အကြောင်းအရာလေးကတော့ Zone 8 function ကိုဘယ်လိုသုံးပြရမလဲဆိုတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာ Zone 8ကိုဘယ်လိုသုံးရမလဲဆိုတာအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုက Zone 8ကိုဘာကြောင့်အသုံးဝင်တာလဲဆိုရင် Zone 8 function ကသူများကို presentation လုပ်ချင်တာပဲဖြစ်ဖြစ် recording လုပ်ချင်တာပဲဖြစ်ဖြစ်သူများကိုရှင်းပြတဲ့အချိန်မှာအရင်ကိုသုံးဝင်တဲ့ software လေးဖြစ်ပါတယ်ဒီ software ကိုဘယ်လိုသုံးရမလဲဆိုတာဗီဒီယိုအဆုံးထိလိုက်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်အရင်ဆုံးဘာမှမလုပ်ခင် control 1နှိပ်ထားမယ်ဒါဆိုရင် zone ပေါ့နော် control 2နဲ့ပြန်ထွက် escape နဲ့ပြန်ထွက်လိုက်တယ်ဒီ control 2မှာကိုဆွဲကျင်တဲ့ဟာကြီးဆွဲလို့ရတယ်အဲ့မှာ w ခေါ်လိုက်ရင်တော့ white ပေါ့နော်ဒီဟာလေးနဲ့ပို့ပြရအောင်ရှင်းတော့အဲ့မှာညားဆွဲကြည့် control shift left click နဲ့ညားဆွဲလို့ရပါတယ်ပြီးရင်ကိုကညားမဆွဲခြင်းဘူး rectangular box တွေဆွဲခြင်းလို့ရှင်ဒါပြီး left click နဲ့ဆွဲလို့ရပါတယ်ပြီးရင်ကိုက circle ဆွဲခြင်းနည်းနဲ့ left click နဲ့အတူတူဆွဲတာ circle ရပြီပေါ့နော်ပြီးခါကျရင်ကိုကအဲ့လိုမှမဟုတ်ဘူးစာရေးချင်တာဆိုရှင် T ကိုနှိပ်လိုက်ပါ HOME home ပေါ့နော်အရောင်နေမကြိုက်ဘူးပြောင်းကျင်တယ်ဆိုလို့ရှင်ဘာရောင်နေရလဲဆိုရင် red ရပါတယ်red color ရပါတယ် blue ရပါတယ်ပြီးရင် yellow ရပါတယ် orange ရပါတယ် pink ရပါတယ်pink နဲ့ဆွဲချင်တာပေါ့နော်တကယ်လို့ကိုက free hand ဆိုလို့ရှိရင် left click နဲ့ဆွဲချင်ရဆွဲတာ free hand ဖြစ်သွားပြီပေါ့နော်စာရိုက်တာစဝိုင်းဆွဲရ rectangular ဆွဲတာပြီးညှားကောင်းနေဆွဲတာအဲ့ချိန်မှာကိုက K လေးနှိပ်လိုက်မယ်ဆိုလို့ရှိရင် black ဖြစ်သွားပြီပေါ့နော် black ပေါ့ခုန white ပေါ့နော်ဒီမှာလည်းအဲ့လိုပဲထိုနည်းလက်ကောင်းမယ်စာရိုက်ချင် THU နောက် HOME home ဒီ font ကိုမကြိုက်ဘူးကိုကတခြား font ရောင်ပြောင်းနေတယ်ဆိုလို့ရှိရင် control 2နဲ့ R ဆို red ဖြစ်သွားပြီညကောင်းနေဆွဲတင်နေဆိုရင် control shift နဲ့ဆွဲမယ်ပြီးရင် shift ဆိုတာကြတော့သူက shift နဲ့ left click နဲ့တွဲပြီးခေါ်လိုက်လို့ရှိရင်မြင်းဖြောင်းပြီးဆွဲလို့ရပါတယ်โอเคအဲ့ဆိုရင်ဒီဟာလေးကိုနားလည်မယ်ထင်ပါတယ် zone 8ကိုဘယ်လိုတောင်းရမလဲဆိုရင် Google မှာ ZOMIT zone 8ဆိုပြီးရှာပြီးလို့ရှိရင်ZOMIT zone 8ဆိုပြီးရှာလိုက်ပါမယ်ရှာရရင် zone 8 system zone 8 download free download ဆိုပြရအောင်ပေါ့နော်ဒီမှာ zone 8 free download ဆိုတာရှိဒါလေးနှိပ်လိုက်လို့ရှိရင် download ဆိုလို့ရပါပြီအားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်